ပျောက်ဆုံးနေသောမုန်တိုင်းငှက်မြမပြည်ရှေ့ဘက်တောင်တန်းကြီးတွေကြားမှာလှပတဲ့ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာလေးကိုမိုးကုတ်ရွာလို့ခေါ်တယ်။တစ်နှစ်ပတ်လုံးအေးမြပြီးမိုးရွာသွန်းမှုလည်းကောင်းတဲ့အတွက်ရွာသားတွေလေယာစိုက်ပျိုးရေးနဲ့အစဉ်ပြေပြေနေထိုင်ခဲ့ကြတာနှစ်ပေါင်းများစွာရှိပြီ။ဒါပေမဲ့ဒီနှစ်ကျတော့ထူးဆန်းလာတယ်။3 လကျော်တဲ့အထိမိုးတစ်ဆက်မှမရွာဘူး။ချောင်းရည်တွေခန်းချောက်ကုန်တယ်။လယ်တွေထဲကကောက်ပင်တွေညှိုးနှွမ်းကုန်တယ်။ရွာသားတွေရဲ့မျက်နှာတွေမှာစိုးရိမ်ပူပန်မှုတွေသာအပြည့်ဖိုးသိန်းကဒီခက်ခဲတွေကိုမြင်နေရတာစိတ်မကောင်းဖြစ်မိတယ်။သူ့အဖွားရဲ့ဟင်းသီးဟင်းရက်ချန်လေးလည်း6တွေ့ကုန်ပြီ။တနေ့ညနေခင်းဖိုးသိန်းကအဖွားရဲ့အိမ်ရှိမှထိုင်ရင်ကောင်းကင်ကြီးကိုငေးကြည့်နေတယ်။တိမ်တွေတစုံတစ်ခုမှမရှိ။အဖွားမိုးပါလို့မရွာတာလဲလို့ဖိုးသိန်းကမေးလိုက်တယ်။အဖွားကလေကားထစ်မှထိုင်ရင်ညင်သာစွာပြုံးပြီးပြောတယ်။မုန်တိုင်းငှက်ပျောက်ဆုံးနေလို့ကွယ်။မုန်တိုင်းငှက်ဖိုးသိန်းကအံ့အားသင့်သွားတယ်။ဒါပထမဆုံးအကြိမ်ကြားဘူးတာ။အဖွားကဇလန်းတပုတ်ကိုဆက်ပြောပြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဖွားတို့ရွာကိုဆိုးရွားတဲ့မိုးခေါင်ရေရှားမှုကြီးတစ်ခုကြားရောက်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကကောင်းကင်ယံကနေငှက်ကြီးတစ်ကောင်ဆင်းလာတယ်။အတောင်ပံတွေကတမိုင်လောက်ရှိပြီးအမွှေးတောင်တွေကငွေရောင်တွေနဲ့လင်းလက်နေတာ။အဲ့ဒီငှက်ကြီးရွာပေါ်ပြန်ဝဲရင်အတောင်ပံတွေကိုခတ်လိုက်တာနဲ့မိုးတွေရွာလာတယ်မုန်တိုင်းတွေကျလာတယ်။ရွာသားတွေလည်းရေအလုံးလောက်ရပြီးပြန်လဲရှင်သန်နိုင်ခဲ့တယ်။အဲ့ဒီနေ့ကစားပြီးမုန်တိုင်းငှက်လို့ခေါ်ကြတယ်နှစ်စဉ်နှစ်တိုင်းမိုးဦးကြရင်မုန်တိုင်းငှက်ကရွာကိုလာပြီးမိုးရွာစေတယ်။ဒါပေမဲ့မင်းဖေလေးတို့ခေရောက်တော့မုန်တိုင်းငှက်လာတာကိုမတွေ့ရတော့ဘူး။အခုဆိုရင်နှစ်ပေါင်းများစွာကြာသွားပြီ။ဖိုးသိန်းကဒီဇယ်လန်းကိုနားဆွင့်နေရင်စိတ်ကူးတစ်ခုဝင်လာတယ်။အဖွားကျွန်တော်မုန်တိုင်းငှက်ကိုသွားရှာမယ်။အဖွားကအံ့အားသင့်သွားပြီးရေလိုက်တယ်။မိုင်မဲတဲ့ကလေးမုန်တိုင်းငှက်ကိုဘယ်သူမှရှာမတွေ့တာနှစ်ပေါင်းများစွာရှိပြီ။ပြီးတော့မင်းကလည်းကလေးရွယ်လေးဒါပေမဲ့ဖိုးသိန်းရဲ့စိတ်ထဲမှာတော့ဆုံးဖြတ်ချက်တစ်ခုခိုင်မာစွာရှိနေပြီ။နောက်တနေ့မနက်စောစောဖိုးသိန်းကမုံချောက်နှင်းငယ်ရေဘူးတပူးနဲ့အဖွားစီခဲ့ရတဲ့မုန်တိုင်းငှက်အကြောင်းရေးထားတဲ့ပေမူဟောင်းလေးတစ်ခုကိုလွယ်အိတ်ထဲထည့်လိုက်တယ်။လေညင်းစီသတင်းပို့ဖို့သွားတယ်။လေညင်းငါမုန်တိုင်းငှက်ကိုသွားရှာမယ်။လေညင်းကမျက်လုံးတွေပြူးသွားတယ်တယောက်တည်းလားအနည်းငယ်များတယ်မဟုတ်လား။ငါလုပ်ရမယ်။ငါတို့ရွာလုံးဝပျက်စီးတော့မယ်။လေညင်းကခန့်လောက်စဉ်းစားပြီးပြောတယ်ဒါဆောင်ငါလဲလိုက်ခဲ့မယ်ဖိုးသိန်းကဝမ်းသာသွားတယ်နှစ်ယောက်သားရွာထိပ်ကတောင်တန်းစီကိုခီးစထွက်လာခဲ့ကြတယ်ပေမူဟောင်းလေးရဆိုရင်မုန်တိုင်းငှက်ကတောင်တန်းတွေရဲ့အစုံမိုးတိမ်တွေနဲ့ထိစပ်နေတဲ့မြင့်မွေတောင်ထိပ်မှာရှိတယ်လို့ဆိုတယ်ခီးလမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေကပထမနေ့မှာ6 ကမ်းပါးကြီးတစ်ခုကိုဖျက်ကျော်ရတယ်ဒုတိယနေ့မှာဒေါအုပ်ကြီးတွေပျောက်သွားပြီးညအိပ်ရတယ်တတိယနေ့မှာမြစ်တစင်းကိုဖျက်ကူးရင်းလေညင်းရည်စီရဲ့မျောပါလူနီးပါးဖြစ်ခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်လက်တွဲပြီးအခက်ခဲတွေကိုကြော်ဖြတ်ခဲ့ကြတယ်။စတုတ်ထနေ့မှာတော့သူတို့ထူးဆန်းတဲ့တော့အုပ်ကြီးတစ်ခုကိုရောက်လာတယ်။ဒီတော့အုပ်ကပုံမှန်တော့အုပ်တွေနဲ့မတူဘူး။တစ်ပင်တွေကမြင်မာပြီးအရွက်တွေကငွေရောင်ဖြော့ဖြော့ဆင်းရှိတယ်။ငှက်တိရစ္ဆာန်တွေရဲ့အတန်တစ်ခုမှမကြားရဘူး။ဒီတော့အုပ်ကထူးဆန်းလိုက်တာလေညင်းကတိုးတိုးလေးပြောတယ်။ရုတ်တရက်ခြုံပုတ်တွေကြားကမိခိုးရောင်မွေးတွေနဲ့တတဝါကြီးတစ်ကောင်ထွက်လာတယ်။ဝက်ဝံလိုအရွယ်ရှိပြီးမျက်လုံးတွေကစိမ့်ဝါရောင်တွေနဲ့တောက်ပနေတယ်။ဖိုးသိန်းနဲ့လေညင်းကြောက်လန့်ပြီးနောက်ဆုတ်လိုက်ကြတယ်။မကြောက်နဲ့ငါကဒီတော့အုပ်ရဲ့အဆောင်ဆိုတဲ့အတန်ကသူတို့စိတ်ထဲမှာပဲကြားရတယ်။တတဝါကြီးစကားပြောနိုင်တာကိုအံ့ဩသွားကြတယ်။ငါနာမီရွှေမုံဒီတော့အုပ်ကိုဖျက်ကျော်ခြင်းရင်ငါမိကုန်းတွေကိုဖြေရမယ်။ဖိုးသိန်းကရဲရဲဝံ့ဝံ့နဲ့ဟုတ်ကဲ့ဖြေပါမယ်ရွှေမုံကမေးတယ်ဘာကိုရှာနေတာလဲမုံတိုင်းငှက်ကိုရှာနေတာငါတို့ရွာမိုးခေါင်နေလို့မုံတိုင်းငှက်အင်းနှစ်ပေါင်းများစွာမကြားရတဲ့နာမည်ပဲရွှေမုံကတက်ပြင်းချလိုက်တယ်မုံတိုင်းငှက်ကရှိတယ်ဒါပေမဲ့သူ့စီရောက်ဖို့ဆိုတာမလွယ်ဘူးသူ့ကိုရှာတဲ့သူတိုင်းစိတ်ရှိရမယ်ရဲစွမ်းတတိရှိရမယ်ပြီးတော့စေတနာစိတ်အပြည့်ရှိရမယ်။ရွှေမုံကသူတို့ကိုဒေါအုပ်ဖြတ်ကျော်ခွင့်ပေးလိုက်တယ်။ဒါပေမဲ့လမ်းခုလက်မှာစမ်းသပ်မှုတွေရှိမယ်လို့တတိပေးလိုက်တယ်။ဒေါအုပ်လည်းရောက်တော့လမ်းသုံးခုသွားနေတယ်။လမ်းခွဲမှာကြောက်စာတစ်ချက်ရှိတယ်။စမ်းသပ်မှု3ရက်စိတ်ရှိခြင်းရဲစွမ်းတတိစေတနာ
ဖိုးသိန်းတို့ပထမလမ်းတိုင်းသွားကြတယ်ဒီလမ်းအဆုံးမရှိသလိုရှည်လျားပြီးညှင်းငွေ့စရာကောင်းတယ်လမ်းလျှောက်ရင်းပင်ပန်းလာတယ်လေညင်းကပြန်ကြရအောင်လို့အကြံပေးတယ်ဒါပေမဲ့ဖိုးသိန်းကစိတ်ရှိရမယ်ဆိုပြီးဆက်လျှောက်တယ်နောက်ဆုံးမှာတော့လမ်းဆုံးကိုရောက်တယ်အဲ့ဒီမှာရွှေမွေးတစ်ထွက်လာတယ်ဒုတိယလမ်း6ကမ်းပါးဆောင်းနှန်းလေးလမ်းကကျင်းမြောင်းပြီးအောက်ခြေကိုကြည့်ရင်မူးဝေစရာကောင်းတယ်လေညင်းကကြောက်လန့်နေတယ်ဖိုးသိန်းကလက်ကိုဆွဲပြီးငါတို့လုံနိုင်တယ်ဆိုပြီးအားပေးတယ်ရဲစွမ်းတတိနဲ့ဖြတ်ကျော်လိုက်တဲ့အခါနောက်ထပ်ရွှေအမွေးတစ်ထက်ရတယ်တတိယလမ်းမှာတော့ဒဏ်ရာရနေတဲ့တောင်းငှက်လေးတစ်ကောင်ကိုတွေ့တယ်လေညင်းကသူ့ရေဘူးရဲ့ကရေလေးနဲ့ငှက်လေးကိုတိုက်ကြွေးပြီးဒဏ်ရာကိုစီးပေးတယ်ဒါနဲ့ပဲတတိယမြောက်ရွှေအမွေးကိုရတယ်ရွှေအမွေး3စပေါင်းလိုက်တဲ့အခါလမ်းတစ်တစ်ခုပေါ်လာတယ်လမ်းတိုင်းလျှောက်သွားတော့တောင်ထိပ်ကိုရောက်တယ်အဲ့ဒီမှာငှက်ကြီးတစ်ကောင်မြက်ခင်းပြင်ပေါ်မှာလဲနေတယ်အတောင်ပံတွေမြေကြီးပေါ်ရောက်နေပြီးအမွေးတောင်တွေလည်းမိန်ဖြော့နေတယ်မုံတိုင်းငှက်ဖိုးသိန်းကပြေးသွားတယ်မုံတိုင်းငှက်ကမျက်လုံးလေးဖွင့်ကြည့်တယ်မျက်လုံးတွေကငွေရောင်ဆူဆူလေးတွေကလေးတွေငါစီမလာတာနှစ်ပေါင်းများစွာရှိပြီငါကိုဘာလို့ရှာတာလဲဖိုးသိန်းကကျွန်တော်တို့ရွာမိုးကောင်နေလို့ပါရွာသားတွေအခက်ခဲဖြစ်နေရဲ့မုံတိုင်းငှက်ရဲ့အကူညီလိုအပ်နေတယ်မုံတိုင်းငှက်ကတက်ပြင်းချလိုက်တယ်ငါကူညီခြင်းပေမဲ့ငါမှခွန်အားမရှိတော့ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကောင်းကင်မှာပြန်တန်းရင်ကြောက်ဆောင်တစ်ခုနဲ့တိုက်မိပြီးဒဏ်ရာရခဲ့တယ်အဲ့ဒီကလေးကပြန်တန်းလို့မရတော့ဘူးဒီတောင်ထိပ်မှာပဲငါဘဝကုံဆုံးမဲ့နေ့ကိုစောင့်နေရတယ်ဖိုးသိန်းနဲ့လေညင်းဝမ်းနေသွားတယ်ဒါပေမဲ့ဖိုးသိန်းကရွှေမွေး3ဆက်ကိုထုတ်ပြီးဒါတွေကကျွန်တော်တို့ခီးမှာရလာတဲ့အမွေးတွေပါဒါတွေကမုံတိုင်းငှက်အတွက်ဖြစ်မယ်ထင်တယ်မုံတိုင်းငှက်ကရွှေမွေးတွေကိုမြင်တော့မျက်လုံးတွေလင်းလက်သွားတယ်ဒါတွေကငါရဲ့ဆုံးရှုံးသွားတဲ့အမွေးတွေပဲဒါတွေကိုပြန်ရပြီဆိုရင်ငါမှခွန်အားပြန်ရှိလာမယ်ရွှေအမွေးတွေကိုမုံတိုင်းငှက်ရဲ့အတောင်ပံတွေနဲ့ထိလိုက်တာနဲ့အလင်းရောင်တွေဖြာထွက်လာတယ်မုံတိုင်းငှက်ရဲ့အမွေးတွေငွေရောင်တွေနဲ့ပြန်လဲတောက်ပလာတယ်အတောင်ပံတွေကတမလာပြီးကောင်းကင်ကိုပြန်တက်သွားတယ်မုံတိုင်းငှက်ကဖိုးသိန်းနဲ့လေညင်းကိုကြောပေါ်တင်ပြီးရွာစီကိုပြန်တန်းလာခဲ့တယ်ရွာရောက်တော့ရွာသားတွေအားလုံးအံ့အားသင့်ကုန်တယ်မုံတိုင်းငှက်ကရွာပေါ်ပြန်ဝဲရင်အတောင်ပံတွေကိုခတ်လိုက်တယ်ချက်ချင်းပဲမိုးတိမ်တွေဆူလာပြီးမိုးကြီးသီးထန်စွာရွာသွန်းတော့တယ်ရက်ပေါင်းများစွာကြာမှပထမဆုံးအကြိမ်မိုးရွာတာကိုမြင်ရတဲ့ရွာသားတွေဝမ်းသာလို့အားရပါရကခုန်ကြတယ်ဖိုးသိန်းအဖွားမျက်ရည်ဝိုင်းဝိုင်းနဲ့ဖိုးသိန်းကိုဖက်လိုက်တယ်မင်းလုံနိုင်ခဲ့ရဲ့ကွယ်ငါသားလေးမုံတိုင်းငှက်ရွာသားတွေကိုကြည့်ပြီးပြောတယ်ငါဒီရွာကိုကာကွယ်ပေးဖို့နှစ်ဆင်လာခဲ့တယ်ဒါပေမဲ့ဒီကလေးနှစ်ယောက်ရဲ့ရဲရောမှုစိတ်ရှိမှုနဲ့ရဲစွမ်းတတိကြောင့်ငါမှခွန်အားတွေပြန်ရှိလာတယ်ဒီကနေ့ကစားပြီးငါဒီရွာကိုမြဲလာခဲ့မယ်အဲ့ဒီနေ့ကစားပြီးမိုးကုတ်ရွာမှာမိုးကောင်တဲ့တန်ကိုမခံစားရတော့ဘူးနှစ်စင်မိုးဦးကြရင်မုံတိုင်းငှက်ကရွာပေါ်ပြန်ဝဲပြီးမိုးရွာစေတယ်ဖိုးသိန်းနဲ့လေညင်းကတော့ရွာရဲ့သူရဲကောင်းတွေဖြစ်သွားတယ်သူတို့ရဲ့စွန့်စားခန်းဇလန်းကိုရွာသားတွေကမျိုးဆက်စဉ်အထိပြောပြကြတယ်